နယ်သာလန်နိုင်ငံတရားအုပ်တွေမှာရှိတဲ့အသုံးမပြုဘဲကျန်ရှိနေတဲ့နေရာလွတ်များကိုအိတ်ဆက်ရန်တိတက်နေရာငယ်များ sleeping capsule များအဖြစ်ပြောင်းလဲတည်ဆောက်ပေးလျက်ရှိပါတယ်။အဲ့ဒီနေရာလေးတွေဟာအင်ဂျီမဲ့များနဲ့အခြားအခက်အခဲရှိသူများအတွက်တညတာခိုးလုံအိတ်ဆက်နိုင်ရန်အတွက်စိတ်ချလုံခြုံတဲ့အမိုးကနေရာလေးများဖြစ်ပါတယ်။ဒီရိုးရှင်းလုံခြုံတဲ့အခန်းငယ်လေးများကိုအပူရန်ကာကွယ်သည့်ပစ္စည်းများဖြင့်တည်ဆောက်ထားပြီးမိုးနဲ့အေးဒဏ်ကိုပါခံနိုင်ရရှိစေရန်ပြုလုပ်ထားပါတယ်။ဒီအခန်းငယ်လေးတွေကိုပုံမှန်ရှက်တာများမတည်ဆောက်နိုင်သည့်မြို့ပေါ်ရှိနေရာလွတ်များတွင်မြို့ပြဘဝနဲ့ကိုက်ညီစေရန်အကန့်လိုက်ပုံစံများဖြစ်စီတန်းပြီးတည်ဆောက်ထားကြောင်းသိရပါတယ်။ကြီးစုသူမိတ်ဆွေများအတွက်စိတ်ဝင်စားဖွယ်ဘူးတုဒဖြစ်ဖွယ်အကြောင်းအရာများတင်ဆက်ပေးသွားမှာဖို့ The Prehab Channel လေးကို like and subscribe လုပ်သွားပေးပါဦးခင်ဗျာ။အခန်းတစ်ခုစီတိုင်းမှာကုတ်နံပါတ်ဖြင့်ဝင်ရောက်သည့်စနစ်တက်ဆင်ထားတာကြောင့်စရင်သွင်းထားသည့်ဤသူမဆိုအသုံးပြုရန်အတွက်တန်းစီဆောင်ဆိုင်ရမလို့အငင်းပွားခြင်းနေရာလူချင်းများမရှိဘဲမိမိတို့၏တီးတဲ့နေရာကိုဝင်ရောက်အသုံးပြုနိုင်ကြပါတယ်။အခန်းတွင်းမှာလည်းတက်ရရိုးရှင်းတဲ့အိပ်ရာည၏အလင်းဖြုတ်မိအောင်အပူဝေးလှိုင်းများနဲ့အားသွင်းရနေရာများထားရှိပေးထားကစိတ်အေးချမ်းသာစွာအနားယူနိုင်သည့်နေရာများဖြစ်ပါတယ်။နားကိုအိပ်ဆက်မဲ့သူများအတွက်မိမိကိုယ်တိုင်တကားကိုလော့ချကစိတ်အေးချမ်းသက်သာစွာဖြင့်လုံခြုံစွာအိပ်ဆက်နိုင်သည့်နေရာများပဲဖြစ်ပါတယ်။ဒီစီမံကိန်းကိုဒေသခံအိမ်ယာအဖွဲ့များနဲ့လူမှုဝန်ဆောင်မှုအဖွဲ့များကပူးပေါင်းပြီးလှုပ်ဆောင်က QR code နဲ့ mobile application များမှာတစ်ဆင့်စနစ်တကျအချိန်လျာချပြီးသုံးစွဲခွင့်ပေးခြင်းလိုအပ်တဲ့အခါအကူအညီပေးနိုင်ရန်နဲ့ချက်ကင်ဝင်တဲ့လုပ်ငန်းတွေအတွက်ပါစီစဉ်ဆောင်ရွက်ပေးကြပါတယ်။ဒီအခန်းလေးတွေဟာတည်ယူရွှေ့ပြောင်းနိုင်တဲ့ mobile ပုံစံများဖြစ်ပြီးရာသီဥတုနဲ့အခြေအနေပေါ်မူတည်ပြီးတခြားနေရာတစ်ခုမှတစ်ခုသို့လည်းလွယ်ကူစွာနဲ့ရွှေ့ပြောင်းတက်ဆင်နိုင်ပါတယ်။ဒါဟာအိမ်ယာမဲ့ပြဿနာကိုဖြေရှင်းနိုင်မှုအတွက်ရည်ရွယ်ချက်မဟုတ်ဘဲအခက်ခဲနဲ့အဆင်မပြေမှုများကိုဖြေရှင်းသက်သာပေးသည့်အစိုးရနဲ့ပြည်သူကြားဆက်သွယ်ထားတဲ့လူသားဆန်သောတရားတစ်ခုအနေဖြင့်တည်ဆောက်ထားကြခြင်းဖြစ်ပါတယ်။နယ်သာလန်နိုင်ငံအနေဖြင့်ပြည်သူတွေရဲ့ဘဝကိုအကျိုးပြုနိုင်မှုအတွက်တင်းငယ်ချင်းမြောင်းပြီးအသုံးဝင်တဲ့နေရာများကိုပဲအကျိုးရှိအောင်ပြုပြင်ဆောင်ရွက်ပေးရရှိပါတယ်။လုံခြုံနှွေးထွေးမှုဆိုတာကြီးကျယ်ခမ်းနားစရာမလိုပါဘူး။လုံခြုံတဲ့တကားလေးတစ်ခုနဲ့အလင်းရောင်လေးရှိုံသာလိုအပ်တာပါ။